လဲကြည့်ကဲဝင်တော့ရေ ဝင်သွားပြီနော်ကဗီဒီယိုတင်ဖို့နော် ဗီဒီယိုတင်မယ် အဲ့ဆိုရင်တော့ create တဲ့တော့ create သွားမယ်နော် create ရအောင်တော့လိုက်အေးရ ဟုတ်တယ်မတော်ဟုတ်အဲ့နေမနော် နေအဲ့ဒါမှာ upload video အဲ့ဒါမှာ create ပို့လို့ရတယ် like လွှင့်လို့ရတယ် live လွှင့်လို့လည်းရတယ် ဟာဒီကောင်ဒီများတွေ like YouTube နဲ့ပဲ like လွှင့်နေကြတယ် ဟုတ်လားကဲအခုက upload အရင်လုပ်မယ် ကဲ upload အဲ့နည်းနည်းမြင့်နေတယ်ဆိုကဲခု အပေါ်ကြော်တော့ရ upload video ကြော်တော့ရ အဲ့မှာနော် အဲ့ဒါက upload သွား ring out ဗီဒီယိုရိုက်ထားပြီနော် ရထားပေးတယ်ဒီမှာ upload သွားပြီ upload ပြောပြီးခဏလေးစောက် ဆောက်ရမှာနော် upload ကနေခဏဆောက်ရမယ် နိုင်ကောင်းလို့မြင်တော့ဗောဒီမှာလေဒီမြခွက်တစ်ချက်လောက်လှည့်ထားတယ်ပြီးတော့ မြက်ခွက် မြခွက်ဘယ်လိုမြခွက် မကြည့်ပါဘူးမြက်ခွက်လာတယ် ကဲအမ select ဟို ဘယ်သွားမှာလဲ select video select file ဆိုပြီးပေါ်လိုက်ပါ select file တော့ကြည့် select file ကိုသွားမှာ close ဆိုပြီး select file အဲ့မှာအနာခွက်မလား အဲ့ဒါခေါက်လိုက် ခေါက်မနော် အဲ့မှာဟို file location တော့ရှာ ကိုထားကိုလိုချင်တဲ့နေရာသွားရှာမယ် သွားရှာမနော် ခုနကမှာじゃ video file မထားခဲ့တာဟုတ်music တွေဝင်ကြတယ် ဒါမျိုးတွေမော်ပြထွက်မယ်တရားနဲ့ထွက်မရ ဟုတ်ဒီမှာအနာခွက်လာမနော်ဒီကောင်အလုပ်လုပ်နေပြီ ဒါတဝက်ရောက်ပြီပေါ့နော် တဝက်ရောက်ပြီအမှ caption ရေးလို့ရမှာ အဲ့ဒီ caption ရေးရမှာ caption ကဟိုနံပါတ်တွေပဲဖြစ် ပြောချင်တာငါမရေးချင်ဘူးကွာရေးလည်းမရေးတတ်ဘူးကွာ caption ကပြောချင်တာ အဲ့ဆိုတော့ delete လုပ်လိုက်လေသူကနန်းကြီးဖြစ်နေ ဟုတ်လားဘယ်နားလေးမှာ select out လုပ်လိုက် ဒီနောက်အခုမှလားဒီနောက် caption ရေးဆိုဘာရေးရအဲ့ဒါနည်းနည်းပြောပြကြည့် အဲ့ဆို delete delete လုပ်လိုက်ကနန်းတွေပဲပေါ်တယ်အဲ့မှာ caption ရေးလို့ရပြီမှာ ဟုတ်လား အဲ့မှာဒီ video file ကပါလို့နေရ interview ပြုနေရတာဒါမှမဟုတ်ဘာလို့ဖုန်းနေရလား โอเค interview လို့ရေးလိုက်မှာနော်ဟုတ်အဲ့မှာအရင်ဆုံးဖြတ်လိုက်ရနော်ဒီကနန်းတွေပါ ဖြတ်လိုက်ရသူက video file မှာပါတဲ့ဟိုဟာလေရှောက်ပေးတယ်ကွာကနန်း auto တွင်တော့ interview ရပြီအဲ့အနာခွက်ရမှာလားအဲ့ဒါ ဘယ်သူနဲ့လဲ wish my brother with blind hand အဲ့ကောင်လေလဲဖြတ်တယ်ကွာ မတန်ဆွမ်းပေါ့ blind and လေဖြတ်တာအင်္ဂလိပ်လိုမရေးတော့ကွာမသိဘူးကွာ လေးဖြစ်တာနော်ခဏလေးကျွန်တော် မဟုတ်နောက်မထည့်လည်းရမှာပြောချင်တာ ထဲတော့သူကြည့်ဖို့များ ဟုတ်လားရေးမလား interview အမ interview နဲ့ပတ်သက်တဲ့အများကြီးပေါ်လာတယ်မှာ enter call enter မဟုတ်ဘူးဟိုကလေ down arrow နဲ့တော့လဲမှာအမအဲ့လိုရရအဲ့ဆိုရ enter call ရပြီအဲ့ဆိုတော့ next တော့ next သွားမနော် next တော့ရတော့အဲ့ဒါ description အများကြီးထည့်ရေးလို့ရတယ် မရေးတော့ဘူးလေ ကဲဆို for kid hold no is not for kid တော့ကလေးအတွက်လာလူကြီးတွေလာအဲ့တော့ not to say that မdown arrow နဲ့တော့ရအောင်တယ်အဲ့မှာ okay ဟိုရပြီတော့next သွားမနော် next ကတော့ add video အဲ့ကြောအဲ့လည်းမလို့တယ် next တော့ရ အော်ဒီမှာ next သွားမနော်ရမနော် နောက်တစ်ခါ next ထပ်တော့ ဒါမနော် next သုံးခါအဲ့ဆိုအမှရှေ့ private မဟုတ်ပဲနဲ့ကျွန်တော် public နဲ့တင်မှာ public အဲ့ဆို public အဲ့ဆို next တော့ next ကိုတော့ရပြီ publish လုပ်ရပြီ ဒီမှာအနာခွက်ရမလား အနောက်ခေါက်လိုက်ရတင်းနေပြီဒါမဲ့လောလောဆယ်တင်းနေတာ900ခဏမရှိသေးတယ် အဲ့ဒါဒါဆိုပြီးသွားပြီ ပြီးတော့ကျွတ်တူတက်တော့တော့မှာ အေးသူများပြတော့လဲအဲ့တော့ဘယ်လိုလုပ်ရမလဲငါမမိအောင်
ဗီဒီယိုရက်တက်ပြီလေကျွန် အေး တော် ပါစက်နဲ့လည်းပြောဗီဒီယိုနဲ့ဘာသွားပြောအတူကပြောခဲ့အောင် အေးဆုံး YouTube ထဲဝင်လိုက်ရင် YouTube ထဲဝင်လိုက်ပြီး create ထဲဝင်တော့ ဝင်မယ် create ထဲဝင်တော့ပြီးတော့ create တွေ့တယ် create ထဲဝင်ပြီး upload video သွား upload video သွားပြီး select file တွေ့လိမ့်မယ် select file ထဲသွားပြီးတော့ကိုထားခဲ့တဲ့ file location ကိုတင်မဲ့ file နဲ့သွား သွားပြီးတော့ enter ပြန်ခောက်လိုက် ခောက် ပြီးတော့ description ရေးမယ် description ကသူ video file ထဲကနံပါတ်လေးရှောက်ပေးထားဗျာအဲဖြည့်ပြီးမှကိုရေးချင်ရေးမယ်ပြီး hashtag ခုတက်ဒါပေမဲ့အမှပြီးတော့သူကကလေးတွေ့လာ focus cartoon တွေဆို focus ပေါ့ focus မဟုတ်ဘဲနဲ့ကျွန်တော်လူကြီးတွေအတွက်ဆို is not for kids no focus ပြီးတော့မှသူက next ဆက်သွားပြီးမှအခုနောက်နံပါတ်2လောက်မထင်တယ်သူက public သွားမလား private နဲ့တင်မလားရှိ public ပဲတင်မှာပေါ့ public ရွေးလိုက်ပြီး name ပြီးလိုက် publish လုပ်လိုက်ဆိုပြီးသွားတယ် ပြီးပါနော် yes okay ဟုတ်ပြီအဲ့ဗီဒီယိုလေးကကွန်ပျူတာနဲ့ထည့်ထားရမယ်ပြန်နားထောင်ဖို့ okay ပြန်နားထောင်နောက်တော့ live ကြတော့ဘယ်နားလေးမှာလဲ live လွှင့်မစဲ live